မင်္ဂလာပါအခုကျွန်တော်တို့သင်ပြီးသားတက်တွေကိုသုံးပြီးတော့ဘယ်လိုမျိုး web page တစ်ခုကို create လုပ်လို့ရလဲဆိုတော့စမ်းပြီးကြည့်ပါမယ်ဒါကတော့ Python organization ရဲ့အပေါက်ပေးပါအခုကျွန်တော်တို့သိထားတဲ့ knowledge နဲ့ဒီ web page တစ်ခုလုံးတော့ create လုပ်လို့မရသေးပါဘူးဒါပေမဲ့ဘယ်လိုမျိုးအနည်းဆက်ဆုံးတူအောင်လုပ်လို့ရမလဲဆိုတာကျွန်တော်အရင်ဆုံးပြပေးပါမယ်အဲ့တော့ဒီ page ထဲမှာရှိတဲ့ဒီ guest tag ရဲ့ friendly and easy to learn ဒီအပိုင်းလေးနှစ်ပိုင်းပေါ့နော်ဒီအပိုင်းလေးနဲ့ဒီအပိုင်းလေးဒီနှစ်ခုကိုကျွန်တော်တို့အစမ်းရေးကြည့်ပါမယ်အခု lesson 5 ဆိုတဲ့ folder တစ်ခုဆောင်းလိုက်မယ်ပြီးရင် index.html ယူမယ်ဒီထဲမှာ html skeleton ကိုအရင်တော့ရေးနေကြတယ်မယ်ရေးထားလိုက်မယ်အခုကိုကဒီနှစ်ပိုင်းရေးမှာဆိုတော့ division တစ်ခုကိုအရင်ဆုံး create လုပ်ပါမယ်division တစ်ခုပြီးသွားပြီဟေ့ဆိုရင်ဒီ guest tag ကဒီဥစ္စာဒီ header ဖြစ်တယ်ပြီးသွားလို့ရှိရင်ဒီက paragraph နဲ့ရေးထားတယ်ပြီးသွားရင်ဒီအောက်မှာlist ပါရပါတော့သူက bullet point လေးနဲ့ရေးထားရတဲ့အတွက် order list ပါအဲ့ဒီဥစ္စာကိုစပြီးရေးမယ်အဲ့တော့ guest tag ကစမယ် header 1 guest tag ပြီးသွားရင် paragraph tag ကြိုဆောက်ထားလိုက်မယ်ဒါကို copy ထည့်လိုက်မယ်ပြီးသွားရင်ဒီအောက်မှာကတစ်ခုနှစ်ခုသုံးခုလေးခုရှိရတဲ့အတွက်UN နဲ့ airline ကိုလေးခုဆောက်ထားလိုက်မယ်list item လေးခုတစ်ခုနှစ်ခုသုံးခုလေးခုဟုတ်ပြီနော်ပထမဆုံးဖြစ်တဲ့ beginner guide programmer ကိုစပြီးကူမယ်တခါတလေကို copy ကူးနေနေဒီလိုမျိုး indexing မမှန်တော့တာဖြစ်သွားလို့ရှင်တော့တစ်ချက်လောက် indexing လေးပြန်ညှိပေးပါအဲ့ဒါနောက်ပိုင်းကို code တွေကိုပြန်ဖတ်တဲ့အခါကျရင်ပိုပြီးလွယ်လွယ်ကူကူဖတ်လို့ရတယ်ဟုတ်ပြီနောက်ထပ်တစ်ပိုင်းကိုလည်းအဲ့ဒါ1လေးနဲ့စာထားမယ်ပြီးရင် paragraph ဆောင်းမယ်ပြီးရင်သူ့မှာတော့ list item က3ခုပဲရှိရတဲ့အတွက်3ခုဆောင်းမယ် unorder list ပဲသူလည်းဒီက list order တွေက text တွေကို copy ကူးထည့်လိုက်မယ်အခုဟုတ်ပြီဒါဆိုရင်တော့ကိုကဒီ simple ရေးရပြီးပြီ right click open with live server နှိပ်လိုက်ရင်ဝင်သွားပြီချက်လောက်ကိုရေးထားကြည့်အောင်ဟုတ်ပြီဒါဆိုရင်တော့သက်ရက်ကလေးစာကြီးပေါ်လာပြီအခုဒီနေ့ဘာတက်အသစ်ကိုကျွန်တော်ပြပေးခြင်းလဲဆိုတော့ line break ကိုပြပေးခြင်းတယ် line break ဆိုတဲ့ဥစ္စာဘာလို့ဆိုလိုရလဲဆိုတော့ကျွန်တော်ပုံမှန် Microsoft Word တို့ text editor တို့မှာရိုက်လို့ရှိရင်နောက်တစ်ချောင်းဆင်းရင် enter ခောက်လိုက်တာနဲ့ရတယ်ဥပမာဆိုကြပါစို့ဒီနေရာမှာဆိုရင်စာကြောင်းတစ်ချောင်းပြီးပါနောက်တစ်ချောင်းဆင်းခြင်းတယ်ဒါမျိုးဆိုရင် enter ခောက်လိုက်တာနဲ့ text editor မှာတော့ကြာပါတယ်သို့တော့ browser မှာကျတော့အဲ့လိုမျိုးကြာသွားမျိုးမရှိဘူးတက်ဆက်ထဲပဲဆက်ရေးနေအဲ့လိုမျိုးနေရာတွေကို line break ထားခြင်းလို့ရှိရင် BR ဆိုတဲ့တက်ကိုသုံးရပါတယ်ဒါဆိုရင်တော့နောက်တစ်ချောင်းကြာသွားလိမ့်မယ် BR တက်ဒီကျွန်တော်အရင်ကပြောခဲ့တက်တွေနဲ့ကွာခြားတာရှိတယ်အရင်တော့တက်တွေကအဖွင့်အပိတ်ရှိတယ်ဥပမာ body ဆိုရင် body အဖွင့်ရှိတယ် body အပိတ်ရှိတယ် division ဆိုလဲ division အဖွင့်ရှိတယ် division အပိတ်ရှိတယ် US ဆိုလဲထုံနည်းတူစွာပဲ paragraph ဆိုလဲအဲ့တိုင်းပဲဒါပေမဲ့ BR အပိတ်မရှိဘူးသူက BR လို့ရေးလိုက်တာနဲ့ရပြီတခါတည်းမှာအခြား developer တွေက BR ကို slack လေးနဲ့ဒီလိုမျိုးတွဲရေးရတွေ့ရတတ်တယ်ဒါကလည်းအတူတူပါပဲစိတ်လုပ်ကြည့်လိုက်မယ်ဘာမှပြောင်းလဲရမျိုးတော့မရှိဘူးကျွန်တော်ကတော့ BR ကိုရေးရင်ကျွန်တော် slack မခံပါဘူးဒီတိုင်းပဲထားလိုက်ပါတယ်သူလည်းအလုပ်လုပ်တာအတူတူပဲဟုတ်ပြီအဲ့တော့ဒီနောက်ထပ် paragraph မှာ Python documentation ဆိုတဲ့နေရာကိုလည်း enter လေးခောက်ချင်တယ်အဲ့ဆိုရင်enter ခောက်ပြီးတော့ BR လေးထည့်ထားလိုက်အဆင်ပြေပါပြီအခုနောက်တစ်ပိုင်းကဘာဆက်လုပ်ချင်လဲဆိုတော့ဒီလိုမျိုး line လေးတားတာကိုပြပေးချင်တယ် line တားရင်ဘယ်လိုတားလဲဆိုတဲ့နေရာလေးဒီ guest tag ဆိုတဲ့ section အပြီးမှာကျွန်တော်ညှင်းပိတ်ချင်တယ်အဲ့လိုမျိုးညှင်းပိတ်ချင်လို့ရှိရင်သုံးရတဲ့ element HR ပါHR ဆိုတာ horizontal line တားတာကိုပြောတာသူ
သူ့စိတ်လှုပ်လိုက်နေပါလိမ့်ဒီမှာဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒီနေ့တက်အသစ်နှစ်ခုပြောရတယ် PR နဲ့ HR နောက်ထပ်ကျွန်တော်တက်ကလေးနဲ့ထပ်ပြောခြင်းနဲ့အဲ့ဒါဒီဓာတ်ပုံထဲတာ web page တွေမှာဓာတ်ပုံမပါဘဲနဲ့စာရေးကြီးပဲဆိုအရင်သိဖို့ကောင်းလဲကြည့်ရရဲ့လို့အဲ့တော့ဒီ Python ဒီ logo လေးကိုထည့်ပါမယ်အဲ့လိုနဲ့ Python logo ထည့်ဖို့တော့ဒီပုံလေးကိုအရင်ဆုံး copy ကူးဖို့လိုတယ်အဲ့ဒါဘယ်လို copy ကူးလို့ရလဲဆိုတော့ကိုကူးခြင်းတဲ့ပုံ right click နဲ့ပြီးသွားရင် open image and new တက်လို့ရတယ်ရွေးလိုက်အဲ့ဆိုရင်နောက်တစ်ခုမှာအဲ့ Python ပုံလေးပေါ်သွားမယ်အဲ့ဒါကို right click save image ဆိုရင်ရပြီဒါဆိုရင်ကို download လုပ်ချင်တဲ့နေရာကိုသွားထည့်လို့ရတယ် file နာမည်ပေးလို့ရတယ် file တော့ကျွန်တော် Python လို့ပဲပေးလိုက်မယ် python.png ပေါ့ပြီးရင်ကိုယ့်ရဲ့ microcontroller ပဲဖြစ်ဖြစ်file နာပဲဖြစ်ဖြစ်ကိုသွားပြီးကြည့်လိုက်ပါကိုယ့်ရဲ့ပုံမှာ download ဆွဲပြီးသားဖြစ်နေတွေ့ပါလိမ့်မယ်ဟုတ်ပြီဒီဓာတ်ပုံကိုကျွန်တော်တို့ကဒီကုတ်ထဲမှာကျွန်တော်ထည့်ချင်လို့ရှိရင်အဲ့ဒီဓာတ်ပုံကိုအရင်ဆုံးဘာလုပ်ကြလဲဆိုတော့ copy ကူးပြီးတော့ကိုထည့်မဲ့နေရာကိုသွားပေးရတယ်အခုကျွန်တော်က HTML က lesson file ထဲကိုထည့်မှာဆိုတော့ lesson file ထဲကို paste လုပ်လိုက်မယ်ဒီ Visual Studio ကုတ်ရဲ့ file explorer ကိုကြည့်မယ်ဆိုလို့ရှိရင် python.png ဆိုတာလေးတွေ့နေလိမ့်မယ်ရပြီဒီလောက်ဆိုရင်အခုအပေါ်ဆုံးမှာ division တစ်ခုစောင့်မယ်ဒီ division ကကြတော့ဓာတ်ပုံထည့်ဖို့အတွက်ဓာတ်ပုံထည့်မယ်ဆိုရင်သုံးတဲ့တက်က image ပါ img လို့ရိုက်လိုက်ရပြီ image မှာကြတော့သူက attribute နှစ်ခုထည့်ဖို့လိုတယ် attribute တွေအကြောင်းကတော့ပြီးခဲ့တဲ့ဒီ spam မှာ style ထည့်တဲ့ဥစ္စာမှာတော့နည်းနည်းလေးပြောသွားတယ်အခုနောက်ထပ် attribute နည်းနည်းကိုဆက်ပြပေးမယ်အဲ့တော့ပထမဆုံးလိုတဲ့ image က attribute က src ပါ src ဆိုတာ source ကိုစားပြုတယ်ဒီထဲမှာဆိုရင်ကိုထည့်ခြင်းတဲ့ပုံကိုထည့်ပေးလိုက်ရပြီပုံရဲ့ name ပေါ့နော်နာမည်ကိုထည့်ပေးလိုက်ရပြီအရေးကြီးတာတစ်ခုကဒီကောင်ဒီပတ်လန်းချောင်းဖြစ်တယ်အဲ့တော့ကိုကဒီအောက်တက်မှာရှိရဆိုရင် python.png လို့ထည့်လိုက်ရပြီသိလိုက်ရင်သိပြီးတော့ browser ကိုတော့ကြည့်လို့ရှိရင်ကိုပုံလေးပေါ်နေမြင်ရလိမ့်မယ် web page တစ် page မှာဓာတ်ပုံတွေကအများကြီးဖြစ်နိုင်တယ်ဒါကတော့အခု tab file နဲ့ဓာတ်ပုံပဲရှိရတဲ့အတွက်ဒါမျက်စိမနှောက်ဘူးဒါပေမဲ့ဒီ lesson file ဆိုတဲ့ folder အောက်မှာဓာတ်ပုံတွေအများကြီးဖြစ်လာလို့ရှိရင်ကျွန်တော် HTML file တွေနဲ့ဓာတ်ပုံတွေနဲ့ရောဝါတတ်တယ်အဲ့တော့ကျွန်တော် folder လေးတစ်ခုစောင့်မယ် images image ဆိုပြီးတော့ပြီးသွားရင်ဒီဓာတ်ပုံလေးကိုဒီထဲထည့်ထားလိုက်အဲ့ဆိုရင်ဓာတ်ပုံတွေအကုန်လုံးက image ဆိုတဲ့ folder ထဲမှာရှိလိမ့်မယ်အပြင်မှာကျတော့ HTML file တွေရှိမယ်ဒါဆိုကြည့်ရတာပိုရှင်းသွားတယ်browser ပြန်သွားကြည့်မယ်ဆိုဓာတ်ပုံတွေကပြက်နေရတယ်ဘာဖြစ်လဲဆိုတော့ဆောင်းနာတော့ပြောခဲ့တဲ့ဥစ္စာက python.png ဒီ file ရဲ့အောက်တက်မှာရှိမယ်လို့သူကယူဆထားတာအခုမရှိတော့ဘဲနဲ့ image ဆိုတဲ့ folder အောက်ကိုရှိသွားရတော့သူက file ကimage ကပေါ့နော်ရှာလို့မတွေ့ဘူးဆိုတော့သူက broken image လေးတရားနေအဲ့လိုမျိုး broken image လေးတရားရဲ့နေရာမှာအထိပ္ပယ်ရှိတဲ့စာလေးတစ်ခုတရားကျင်နေဆို alt ကိုသုံးလို့ရတယ် alternative text ပါဒါကို python logo လို့ပြောထားလိုက်မယ်ဒါဆိုရင်အခုပုံမတွေ့ဘူးဆိုရင်သူ python logo ဆိုတာလေးပြပေးတယ်ဒီ python logo လေးဒီစာမဟုတ်ပါဘူးဒီအောက်ကလိုမျိုး text လိုမျိုးတစ်ပတ်ကလေးနှိပ်ပြီး select မှတ်လို့မရဘူးသူဒီဓာတ်ပုံအနေနဲ့ဝင်နေတာဖြစ်တဲ့အတွက်ဟုတ်ပြီနော်ဓာတ်ပုံမရှိဘူးဆိုရင်ဒီစာကိုပြပေးမယ်ဓာတ်ပုံရှိရဆိုဓာတ်ပုံပြပေးမယ်အခုဒီ image ဆိုတဲ့ folder အောက်ကိုရောက်သွားပြီဆိုတော့ img ရဲ့ image slash ဆိုပြီးထည့်လိုက်မယ်ဒါအရှိရ folder နေပြီးတော့အနောက်ကအဲ့ folder ထဲမှာရှိမဲ့ file နေပြန်ကြည့်လိုက်လို့ရှိရင်ပုံပေါ်နေတာတွေ့ပါလိမ့်မယ်ဒီ image တက်ကလည်း BR တို့ HR တို့လိုပါပဲအပိတ်မလိုပါဘူးသွားတစ်ခုဆိုရပြီဒီဗီဒီယိုကိုဒီမှာမရက်ခင်ကျွန်တော်နောက်ဆုံးတက်တစ်ခုကိုပြောသွားခြင်းနဲ့အဲ့ဒါကတော့ anchor tab ပါ anchor tab ကကြတော့ဘာလဲဆိုတော့ဒီ link တွေကိုထည့်တဲ့နေရာမှာသုံးရတယ်ဒီမှာဆိုရင်ရေးထားတဲ့ beginner guide programmer အဲ့ဒါကိုနှိပ်လိုက်လို့ရှိရင်သူဒီ beginner guide programmer ဆိုတဲ့ web page ကိုသွားဖွင့်အဲ့လိုမျိုးဖွင့်ကျင်လို့ရှိရင်ဘယ်လိုထည့်ရမလဲဆိုတာပြပေးမယ်အခုအရင်ဆုံးအဲ့လိုမျိုးထည့်ဖို့အတွက်ကိုသူ့ရဲ့ URL ကိုကျွန်တော် copy ကူးလိုက်မယ်ပြီးသွားရင်ဒီနေရာလေးမှာဘာရေးရမလဲဆို A ဆိုတာရေးရမယ်သူ့မှာလည်း attribute လို့တဲ့အဲ့ဒါ have ပါပြီးသွားရင်ကိုပေးခြင်းတဲ့ URL ကိုထည့်ပေးလိုက်ရပြီပြီးရင်သူကတော့အပိတ်ပါတယ်ဂျာထဲမှာ A နှစ်ခုရဲ့ဂျာထဲမှာကြတော့ကိုကြားခြင်းတဲ့စာကိုထည့်ပေးရမယ် beginner guide programmer ဆိုတဲ့ဥစ္စာကိုနှိပ်ရင်ဒီ link ကိုသွားပါဆိုတဲ့ဥစ္စာကိုဒီမှာရေးထားတယ်တစ်ချက်တည်းကြည့်ကြည့်အောင်အဲဒီမှာဆိုပေါ်လာပြီနှိပ်လိုက်လို့ရှိရင်သူဒီ beginner guide programmer ဆိုတဲ့ web page ကိုသွားပြီးတော့ redirect လုပ်သွားတယ်ဒီနေရာမှာနောက်ထပ်အရေးကြီးတဲ့ attribute တစ်ခုပြောချင်တယ်အဲ့ဒါ target ပါပုံမှန်ကိုကဘာမှထည့်မထားဘူးဟဲ့ဆိုလို့ရှိရင်
ဒီ page မှာပဲပွင့်သွားတယ်ဆိုတော့သဘောကနှိပ်လိုက်တယ်ကျွန်တော်တို့ပြီးခဲ့တဲ့ lesson 5 index ဆိုတဲ့ file ကိုပိတ်ပြီးတော့အဲ့ file နေရာမှာပဲ beginner guide ကိုပြပေးတယ်ကိုကအဲ့လိုမျိုးမဖြစ်စေချင်ဘူး index file ကိုတော့ဖွင့်ထားစေချင်တယ်ဒါပေမဲ့ beginner guide ကိုနောက်တစ်ခုမှပွင့်စေချင်တယ်ဆိုရင် target ကို blank လို့ရွေးပေးရတယ်ဒါဆိုရင်ဒီအချိန်မှာ click နှိပ်လိုက်မယ်ဆိုရင်ခဏလေး refresh လုပ်လိုက်အောင်မယ် click နှိပ်လိုက်မယ်ဟေ့ဆိုရင်နောက်ထပ် page တစ် page ကို redirect လုပ်ရတယ်အခုကျွန်တော်ဒီအောက်ကဥစ္စာကြီးလဲထုံနေတူဆိုတာပဲဘာမှအပြောင်းလဲမရှိတဲ့အတွက်ကျွန်တော်မပြတော့ဘူးဒါပေမဲ့ဒီ mail list နဲ့ IRC channel လေးကိုတော့ချက်ပြပေးမယ်ဘာဖြစ်လဲဆိုတော့ mail list နဲ့ IRC channel ကဒီ n ကိုသူက anchor တက်ထည့်မထားဘူး mail list နဲ့ IRC channel ကိုပဲ anchor တက်ထည့်ထားရတော့ mail list က URL ကိုသွားကူမယ်ပြီးတော့ရင်ဒီမှာ a tab ဖွင့်လိုက်မယ်ပြီးရင် have target ထည့်မယ်ပြီးရင် a အပိတ်ကိုကဒီက mailing list ကိုပဲထည့်ခြင်းနဲ့ဟေ့ဆိုလို့ရှိရင်ကြတော့သူ mailing list ကအနောက်မှာပိတ်ပေးလိုက်ရပြီပြီးတော့ IRC channel ကိုလည်းနောက်ထပ် link တစ်ခုထည့်ခြင်းနဲ့ဒီမှာ IRC အဲ့ IRC ရဲ့ link ကိုကူလိုက်မယ်ဒီလိုမျိုး index မနေ index ကိုပြန်ညှိလိုက်ရပြီဒါဆိုရင်ကိုယ့်ရဲ့ page ကိုသွားကြည့်မယ်ဟေ့ဆိုရင်ဒီလိုလေးဖြစ်သွားပြီအန်က link မဟုတ်ဘူး mailing list က URL အနေနဲ့ဝင်သွားတယ် anchor tag အနေနဲ့ဝင်သွားတယ် IRC channel လည်း URL anchor tag အနေနဲ့ဝင်သွားတယ်ဒါပေမဲ့ n ကိုနှိပ်ရင်တော့ဘာမှမဖြစ်ဘူးဘာလို့လဲဆိုတော့ n ကိုချန်မထားလို့ဒီမှာ HTML ဒီ text ကို under ခါရုံနဲ့နောက်ကြောင်မစင်သွားဘူးဆိုတဲ့အတွက်ဘာမှလုပ်ပေးစရာမလိုဘူးအခုဒါကတော့ external page တွေကိုရည်ညွှန်းတဲ့ဥစ္စာကိုပြောတာပြပါပြီ external page ဆိုတဲ့ဥစ္စာက web page တစ်ခုလုံးပေါ့နော်အခြား server တစ်ခုက web page တစ်ခုလုံးပြတဲ့အခါမှာသုံးတဲ့ link တွေကိုကျွန်တော်တို့က external link လို့ခေါ်တယ်အခု external link မဟုတ်ဘဲနဲ့ internal link တွေဆိုဘယ်လိုလုပ်လို့ရမလဲဆိုလိုတာကအခုဒီမှာ index.html ဆိုတာရှိတယ်ထားပါတော့ info.html ဆိုပြီးတစ်ခုလောက်ရေးရအောင်ပြီးွားရင်ကျွန်တော် html skeleton ဆောက်လိုက်မယ်ဒီကောင်ကျတော့ information ပေါ့နော်ပြီးသွားရင် header 1နဲ့ information လို့ပေးလိုက်မယ်ပြီးွားရင် paragraph နဲ့ lorem sm ရေးထားမယ် lorem sm ဆိုတဲ့ဥစ္စာက dummy data ပါဆိုလိုတဲ့သဘောဒီနေရာမှာကျွန်တော်ဘာရေးရမလဲဆိုတာမသိသေးတဲ့အချိန်မှာကျွန်တော်တို့အစမ်းထည့်ထားတဲ့ text ကို lorem sm လို့ပြောလို့ရှိတယ်အဲ့ဒါ dummy data တွေအဲ့ဒီစာအသီးဘာအဓိပ္ပာယ်မှမရှိဘူးweb page ပေါ်မှာစာတစ်ခုခုအနေနဲ့မြင်နေရအောင်ပဲရေးပေးထားတာဖြစ်ပါတယ်အခုဒီ info.html ကိုသွားပြီးကြည့်ကြအောင် info.html ဆိုတဲ့ page ရှိတယ်အခုကျွန်တော်ကဘာလုပ်ချင်လဲဆိုတော့ index ကဒီ align အောက်မှာနောက်ထပ် align တစ်ခုထည့်မယ်ပြီးွားရင် info link ပေါ့နော် info link ကိုကြာတော့ဒီလိုမျိုး external URL ကိုမညွှန်းချင်ဘူးဒီ file ကိုပဲညွှန်းချင်တယ်ဆိုလို့ရှိရင်လည်း anchor tag ကိုသုံးလို့ရတဲ့ href ပြီးွားရင်ဒီမှာ URL ထည့်မယ်ဆိုတာကိုယ့်ရဲ့ file နဲ့ထည့်ပေးလိုက်ရင်ရပြီဒီမှာကိုက target ကို blank ထည့်ခြင်းလည်းထည့်မထည့်ခြင်းလည်းရကျွန်တော်တော့မထည့်တော့ refresh လုပ်လိုက်မယ် info link ဆိုတာပေါ်လာပြီနှိပ်လိုက်လို့ရှိရင် information တွေရောက်သွားတယ်တခါတည်းရန်ဒီ information ကိုအခြား folder တွေထည့်ထားတာတော့ရှိတယ်ပေါ့နော်ဥပမာ pages ဆိုတဲ့ folder တစ်ခုဆောက်လိုက်မယ်အဲ့ folder တွေကို info.html ကိုထည့်လိုက်မယ်ဒါဆိုရင်ဒီကောင်ကို click နှိပ်တဲ့အချိန်ကြာလို့ရှိရင်အလုပ်လုပ်မှာမဟုတ်တော့ဘူးဒီကောင်ကိုလည်းခုနကတော့ image လိုမျိုးပဲ page ရဲ့ pages ဆိုတဲ့ folder name ထည့်ပြီးတော့ info.html လို့ထည့်လိုက်ရင်ရပြီ refresh လုပ်ကြည့်မယ် info link ကိုနှိပ်လိုက်လို့ရှိရင် information တွေရောက်ပြီဟုတ်ပြီဒီ video ကတော့ဒီလောက်ပဲဒီ video မှာအကောင့်တွေကိုသုံးပြီးတော့ဘယ်လိုမျိုး page တစ်ခု create လုပ်လို့ရလဲဆိုတာပြပေးသွားတယ်ပြီးတော့ BR line break ရဲ့ HR horizontal line data တွေပြပေးသွားတယ်အဲ့ဒါအပြင်မှာ image နဲ့ anchor tag ကိုလည်းပြပေးသွားတယ်ဒီလောက်ဆိုရင်တော့ကိုက simple web page လေးကိုစပြီးရေးလို့ရပါပြီနောက်တဲ့ video ကြရင်တော့အခြားကျန်ရှိနေတဲ့ HTML ရဲ့
element အချို့ကိုဆက်ပြီးလေ့လာပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်